2026ရဲ့ပထမဦးဆုံးပွဲဥထွက်မင်္ဂလာပွဲလေးပါကျွန်တော်အနေနဲ့ထိုင်းမှာမင်္ဂလာအခမ်းအနားမှုတွေလုပ်ခဲ့တဲ့ပွဲတွေတော်တော်များများကညဘက်မှာဆောင်ရတဲ့ပွဲတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲလေးကတော့စောင်းလီနူအေးလေးနဲ့တူတူတာယာလှတဲ့မနက်ခင်းလေးမှာကြက်တီရှိရှိနဲ့မြန်မာဆန်ဆန်လေးစပြီးကျင်းပရတဲ့ပွဲလေးဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းထိုင်းရောက်ပြီးကံမှာမြန်မာအငွေသက်တွေနဲ့အခုလိုမျိုးကြက်တီရှိရှိမြန်မာဆန်ဆန်လေးကျင်းပရတာဟာပထမဦးဆုံးပွဲပါပဲအဲ့တော့ထုံးစံတိုင်းရောက်ပြီဆိုတာနဲ့ကျွန်တော်တို့က online ကနေအလုပ်လုပ်ခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ရောက်ပြီဆိုတာနဲ့ကိုယ့်အကို rehearsal တွေလုပ်ကြတယ်ဒါပြီးတဲ့ခါကျလို့ရှိရင်မင်္ဂလာသူတို့သားသူတို့သမီးနဲ့ rehearsal တွေတူတူလုပ်ကြပါတယ်ဒီနေ့ပွဲလေးကတော့မင်္ဂလာသူတို့သားနဲ့သူတို့သမီးနှစ်ယောက်ရဲ့မော်ကွန်းတင်မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးပဲဖြစ်ပါတယ် online meeting အနေနဲ့ပဲလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကအခုလိုမျိုးပွဲမစခင်မှာဆိုလို့ရှိရင်ဘယ်နေရာဝင်မယ်ဘယ်နေရာထွက်မယ်ဘယ်လိုမျိုးလေးလုပ်မယ်ဆိုတော့ကိုအသေးစိတ်လေးပြောပြပေးရပါတယ်ဒါမှလည်းသူတို့သားသူတို့သမီးတွေလည်းအဆင်ပြေတာဖြစ်ပြီးတော့ကျွန်တော်တို့ပွဲတစ်ပွဲလုံးကိုအဆင်ပြေချုံးမှုအောင်ဆောင်ရွက်နေပါပါတယ်အခမ်းအနားက9နိုင်ခွဲမှာစမှာဖြစ်တဲ့အတွက်ဧည့်သည်တွေအနေနဲ့9နိုင်15လောက်မှာစတင်ပြီးတော့ဝင်လာပါပြီကျွန်တော်မင်္ဂလာအခမ်းအနားမှုလုပ်တာလေးကိုမကြည့်ပေးဘူးတဲ့သူတွေအတွက်လည်းကျွန်တော်ရဲ့အတန်လေးကိုနားထောင်နေအောင်လို့ဒီဗီဒီယိုလေးမှာနည်းနည်းရှည်လေးထည့်ပေးထားပါတယ်ခင်ဗျာကြော်ရအပေးရှိကြပါတော့မင်္ဂလာဧည့်ပြေတာပေါ့ခင်ဗျာဒီနေ့မင်္ဂလာခမ်းနားကတော့မင်္ဂလာသူတို့သားမောင်နန္ဒာထွန်းနေနဲ့မင်္ဂလာသူတို့သမီးမတ်ခိုင်ထက်ဝေရဲ့မင်္ဂလာခမ်းနားစီစဉ်များကျင်းပရာစီစဉ်ကဖြစ်ပါတယ်ဒီနေ့မင်္ဂလာခမ်းနားမှာမင်္ဂလာအခမ်းအနားမှုကြီးကျွန်တော်ဝတ်စုံမြန်မင်းကနေစီစဉ်ခဲ့စတဲ့ရက်တလ2026စနေနေ့ယခုလိုမြန်မာပြည်ရဲ့တတိထုံးတန်းစင်လာရနှစ်ဖက်သောမိဘတွေရဲ့ဝိတရား၅ပါးတွေကတပါးအပေါင်းအဖြစ်တဲ့ထိမ်းမြလက်ခံခြင်းအာဝါဟမိဝိဝါဟမင်္ဂလာကိုစောင့်မပြုလုပ်ခြင်းဟာမင်္ဂလာတပါးမြောက်စေပါလေမင်္ဂလာဆိုတာမင်္ဂလာတိအိဋ္ဌိကာရဏံဝိဋ္ဌိကာရဏံအခုလိုမျိုးမြန်မာမင်္ဂလာအခမ်းအနားကိုအခမ်းအနားမှုနေနဲ့မလုပ်ရတာတော်တော်ကြီးဆိုမှတော်တော်ကြီးကိုကြာနေပါပြီကိုအရင်တော့လုပ်ခဲ့တဲ့အချိန်လေးလည်းလွမ်းသလိုမြန်မာမင်္ဂလာဆောင်ခမ်းနားလေးလည်းပြန်ပြီးတော့လုပ်ချင်ပါတယ်ဒါကြောင့်မလို့ဒီခမ်းနားမှာဆိုလို့ရှိရင်ကျွန်တော်နိုင်ဆုံးမြန်မာဆက်ဆံလေးတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်ခိုင်ထက်ထက်ဝေကိုမင်္ဂလာခမ်းမဆောင်ပေးလို့ဖိတ်ကြားအပ်ပါတယ်ခင်ဗျာမင်္ဂလာသူတို့သားနဲ့မင်္ဂလာသူတို့သမီးကမင်္ဂလာခမ်းနားကိုနှစ်ပိုင်းခွဲပြီးစီစဉ်ခြင်းနဲ့ပေါ့နော်မြန်မာဆန်ဆန်ကြီးလည်းမဟုတ်နောက်တိုင်းလည်းမကြအဲ့လိုမျိုးနှစ်ခုလေးကိုရောပြီးတော့ mix လုပ်ပြီးစီစဉ်ခြင်းနဲ့ဆိုပြီးတော့ပြောလာတဲ့အတွက်ကြောင့်မလို့ဒီမင်္ဂလာခမ်းနားလေးမှာတော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့မင်္ဂလာလက်မှတ်ရေးထိုးတယ်မင်္ဂလာလက်စွပ်လဲတယ်မင်္ဂလာပန်းကုန်းပေးအပ်တဲ့အစီအစဉ်လေးတွေကိုကျွန်တော်မြန်မာဆန်ဆန်လေးထည့်လိုက်ပါတယ်မင်္ဂလာသူတို့သားနဲ့မင်္ဂလာသူတို့သမီးတို့မင်္ဂလာမင်းအပရိသတ်ဘုံပါလည်းရဲ့ရှိပါစီကိုရောက်ရှိပြီးတဲ့အချိန်မှာတော့မင်္ဂလာမင်းအပရိသတ်ရဲ့ရှိပါမှာမင်္ဂလာဂရိသစ္စာပြုမော်ဘုန်းနဲ့လက်မှတ်ရေးထိုးခြင်းအစီအစဉ်ကိုကျင်းပမှာဖြစ်ပါတယ်ဒီလက်မှတ်ရေးထိုးခြင်းအစီအစဉ်ကိုကျင်းပနိုင်တဲ့အတွက်မင်္ဂလာမောင်မယ်တို့ရဲ့သဦးရဲ့မင်္ဂလာဂရိသစ္စာပြုလက်မှတ်ထိုးခြင်းမှာအဲ့ဒါပြီးတဲ့အခါမှာတော့ဧည့်သည်တွေကိုနေ့လည်စာတီခင်းအခမ်းပြီးတဲ့အခါမှာတော့ကျွန်တော်တို့ဒါပျော်ပျော်ရွှင်ရွှင်နဲ့ဒုတိယပိုင်းလေးကိုကြတော့လူငယ်ဆက်ဆံလေးသွားတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်မင်္ဂလာသူတို့သားနဲ့မင်္ဂလာသူတို့သမီးနဲ့နှစ်ယောက်သားချစ်ခဲ့တဲ့ချစ်သက်တမ်းကလည်းတော်တော်ကြီးကိုကြားပါတယ်ပြီးတဲ့ခါကျတော့ဒီမင်္ဂလာပွဲလေးကိုလည်းနှစ်ယောက်သားကအဝေးရနေပြီးတော့တယောက်တနေရာစီကနေပြီးတော့စီစဉ်ကြတာအခုမင်္ဂလာအခမ်းအနားမှာလည်းမင်္ဂလာသူတို့သားရောမင်္ဂလာသူတို့သမီးရောနှစ်ယောက်စလုံးလိုချင်တဲ့ပုံစံလေးကိုကျွန်တော်တို့အကောင်းဆုံးတက်နိုင်တဲ့ဘက်ကနေပြီးတော့စွမ်းစွမ်းတမန်နဲ့ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်အခုလိုမျိုးဒါရုံရုံကြည်ကြည်နဲ့ online နေပြီးတော့ပြီးတဲ့အကူနဲ့မောက်လည်းကျေးဇူးအများကြီးလက်တင်ပါတယ်ခင်ဗျာမင်္ဂလာမောင်မယ်တို့ခမ်းမလေးကိုပြန်လည်ပြီးတော့ရှောင်းလန်းလာတဲ့အခါမှာအဲ့တတော်လူကြီးမင်းရဲ့ဒီစပွဲတစ်ဖက်ချက်စီမှာရှိတဲ့ကျွန်တော်တို့ကတော့မင်္ဂလာမောင်မယ်2ဦးရှောင်းလန်းနေပြီးတော့တူတူပြန်ဝင်လာပြီးတော့ဒုတိယပိုင်းစီစဉ်တွေကိုကျွန်တော်တို့လူငယ်ဆက်ဆံလေးနဲ့ပျော်ပျော်ပါးပါးလေးကျင်းပတော့မှာဖြစ်ပါတယ်အခုစီစဉ်မှာဆိုလို့ရှိရင်လည်းကျွန်တော်မင်္ဂလာမောင်မယ်2ဦးကိတ်ခွဲမယ်ဒါမင်္ဂလာမြန်မာဝစ်စုံနေဆိုတဲ့ခါကျတော့ဒါရှမ်ပိန်ဖောက်တာတော့မပါတော့ဘူးပေါ့နော်ပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒါပန်းစီပစ်တယ်ပြီးရင်ဒါအမှတ်တရစကားတွေပြောကြတယ်ဒါဟာစီစဉ်လေးရတော့ကျွန်တော်တို့ဒါလူငယ်ဆက်ဆံလေးနဲ့ပျော်ပျော်ရွှင်ရွှင်လေးအားလုံးသွားကြတဲ့အစီအစဉ်လေးတွေဖြစ်ပါတယ်ကျွန်တော်များကအော်ဘာလက်ခုပ်ကန်လေးနဲ့ချင်းမိပေးပါဦးခင်ဗျာပြန်လည်ပြီးတော့ဖွင့်ပြပေးပါခင်ဗျာအခုနောက်ဆုံးစီစဉ်လေးကတော့ဒါအားလုံးလေးပျော်ရတဲ့ပန်းစည်းပစ်တဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒါမင်္ဂလာမောင်မယ်2ဦးအတွက်အမှတ်တရဖြစ်တယ်လို့ကျွန်တော်ပြောစရာကောင်းတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်အဲ့တော့ဒီမှာလည်းကျွန်တော်အားလုံးပျော်ပျော်ပါးပါးလူငယ်ဆန်ဆန်လေးကျင်းပရင်နှစ်ပိုင်းလေးမှာကျင်းပတဲ့အခုမင်္ဂလာပွဲခမ်းနားလေးကတော့အောင်မြင်စွာနဲ့ကျင်းပနိုင်ခဲ့ဖြစ်ပါတယ် Ready လား Ready လား Okay 1 2 3
မင်္ဂလာအခမ်းအနားတွေမှာမင်္ဂလာအခမ်းအနားမှုအနေနဲ့မြန်မာမင်္ဂလာအခမ်းအနားမှုရှာနေတဲ့သူများထိုင်းနိုင်ငံထဲမှာမင်္ဂလာပွဲကျင်းပမဲ့သူများလည်းကျွန်တော်ကိုဆက်သွယ်ပြီးတော့ကျွန်တော်အလုပ်အပ်နိုင်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ